အခုလိုလဲသူတို့ပြောထားတာတော့ကျွန်တော်ဟိုလောင်းမင်းတရားနေအဲ့တော့ပုံစံပေါ့သမီးလေးပါနဲ့အရှိလေးပါထားနေတယ်ဟုတ်တယ်ကျွန်တော်ဝိတ်ချတယ်ဝိတ်ချဟိုသမင်းရှိထားတာမဟုတ်ကျွန်တော်သမင်းကဟိုသမင်းကအရှိထားမှာပေါ့ဟိုကျွန်တော် weight လည်းအခုတော်တော်လေးကြာသွားပြီကျွန်တော်155 160လောက်ထိကျွန်တော်ချပါတော့အခုတော့ကျွန်တော်190အောက်တော့ရောက်သွားပြီကျွန်တော် join လဲစားနေတယ်နောက်ပြီးတော့နန်းစုရှိမှလည်းကျွန်တော်လုပ်နေတယ်အဲ့ဝိတ်ချက်ပြစ်တယ်ကြတော့ဗာလေကာရိုက်တာရတာဒါမှမဟုတ်တစ်ခုကျွန်တော်ကုန်းပေါင်ရိုက်ဖို့အတွက်ကလည်းကျွန်တော်ဝိတ်ချရတယ်နောက်ပြီးတော့ကျွန်တော်ပြန်လဲကစားနေတယ်နောက်ပြီးတော့ပေါ့ကျွန်တော်ကျမ်းမာရေးလည်းပါတာပေါ့နော်အခုလိုလဲသူတို့ပြောထားတာတော့ကျွန်တော်ဟိုလောင်းမင်းတရားနေလောင်းမင်းတရားရဲ့ဇာတ်ပြတ်တယ်ဆိုရင်ဘယ်လောက်ထိရောကျွတ်တင်ပစ္စည်းချိန်လေးတွေရမယ်တဲ့ကျွန်တော်ဟို team ဖွဲ့ကလုပ်ပေးထားတယ်ဒီဖွဲ့လုပ်ပေးထားကျွန်တော်45ရဲ့ကျွန်တော်ဟိုလိုjoin ကရောဒီနန်းစုရဲ့ event ပါလေ Queen Empire နောက်ပြီးတော့ကျွန်တော်မှာgym မှာလည်း gym trainer ရှိတယ်အိမ်မှာလည်း trainer တစ်ယောက်ရှိတယ်ပေါင်းနဲ့ပြည့်သူတို့2ယောက်နဲ့တော့တော်ဝေးကြတယ်အဲ့တော့ target တော့ဘယ်လောက်ထိချပါလဲညာ target target က155 160တော်တော်ကြောက်ပါဘူးအရင်တိုင်းပေါ့အခုတော့မှကျွန်တော်တော်ကြောက်ဝင်တော့အရန်ကြပြီးချောလာတာသမီးလေးရဲ့ဖေးကြီးရန်ပြောတယ်ပြောနည်းနည်းပြောပါဦးသမီးတွေကတော့ပြောပါတယ်မိန်းမတော့မပြောဘူးမိမပြောမပြောမှမသိဘူးမိမပြောအောင်ထပ်ပြီးဝိတ်ချအောင်အဲ့လိုတော့ဟုတ်ပါဘူးအိမ်မှာကြားတယ်ဝိတ်ကပါတော့ဟိုအခုလဲ join စားနေတော့ကြားတယ်နောက်ပြီးတော့အဲ့ကလေး2ယောက်နဲ့သူတို့နဲ့ကစားနေရတယ်တော့ကြားတယ်